တချို့လေ model တွေကြကျွန်တော်တို့2 line နဲ့ကြည့်ရင်တိတ်အဆင်မပြေပါဘူးအဲ့ဒါတော့ကိုသုံးညတဲ့ပုံစံသုံးပေါ့နော်အများပြန်တော့ကျွန်တော်1 line နဲ့သုံးတယ်တချို့လေကလည်း2 line ကြိုက်ရင်လည်း2 line သုံးပေါ့အဲ့ဆိုတော့တစ်ခါကြရင်ဒီဘက်ကအခုတော့ဒီကောင်ကျွန်တော်ဖွင့်လို့မရဘူးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထင်တယ် realistic မဟုတ်လို့ပါဒီမှာကျွန်တော် realistic လို့ပြောင်းလိုက်ရင်realistic လို့ပြောင်းလိုက်ရင်ဒီဘက်မှာကျွန်တော်တို့ sin slide လို့ပေါ်လာပြောင်းလို့ရပါတယ်ပြောင်းလို့ရတာတွေ့မှာပါsin slide ဆိုရင်သူဒီကောင်ကတော့ကျွန်တော်တို့ကြည့်လို့မဆိုးပါဘူးအဲ့ဆိုတော့ကျွန်တော် shade တဲ့ဆိုရင်တော့ဒါကျွန်တော်ထင်တယ်သူ render လုပ်တဲ့ခါတော့2 light ပဲသွားတာပါအဲ့ဆိုဒီ realistic လုပ်ထားတဲ့အချိန်မှာလည်းဒီလိုလုပ်ထားလို့ရပါတယ် default light လုပ်ပြီးတော့1 light ထားရင်ဒါ2 light ထားရင်ဒါ1 light ထားရင်ကျွန်တော် render ပုံစံကrender အကျန်းလုပ်ကြည့်တဲ့ပုံစံဒီလိုပုံလေးပေါ်ပါတယ်တစ်ခါ2 light ကအဆင်မပြေပါဘူး okay ဒါ lighting နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ gamma အဲ့ဆိုတော့ gamma correction ကိုလည်းgamma correction ကလည်းဘယ်လိုပြောမလဲဆိုတော့တစ်ခါကိုလိုချင်တဲ့ပုံစံလေးရအောင်ပဲပြောင်းသုံးလို့ပဲပြောရမှာပဲပုံတွေတော့ပြောလို့မရဘူးအဲ့ဆိုတော့ဒီ 3D mask သူလဲလိုပဲ2017လောက်ကစတယ်ထင်ပါတယ် gamma correction ကို auto on သွားပါတယ်အရင်17ထက်နှိမ့်တဲ့ version တွေမှာဆို gamma ဆိုတာမဟုတ်ပါဘူးစတော့ကျွန်တော်ပြောသလိုပေါ့နော်အခုဒီဒါ 3D mask စတင်တဲ့လူတွေကတော့ဒီ gamma တို့ဒီ viewport lighting တို့ဟာသူ့တက်တော့လောလောဆယ်အရေးမကြီးပါဘူးဒါပေမဲ့နောက်ပိုင်း render လုပ်တဲ့အခါမှာဒီကိစ္စရင်ပြဿနာဖြစ်လာရင်ကျွန်တော်ဒီ tutorial လေးကိုပြန်ကြည့်ဖို့အကြံပြုပါတယ်ဒါနောက်ပိုင်း advanced render တွေဒီ gamma ဆိုတာက advanced အဆင့်မှာပါပါတယ်ဒါပေမဲ့ကျွန်တော်တို့လောလောဆယ်ကြုံလို့အဲ့ဒါလေးတစ်ခါလေးပြောထားမှာပါဘာကြောင့်လဲဆိုကျွန်တော် 3D မှာစသုံးကလေးကဒီလိုတစ်ခါကိုပုံဆွဲလိုက်တယ်အဲ့ပုံကြီးကကျွန်တော်တို့ကြည့်လိုက်ရင်ဖြူဖြူကျော်ကြီးဖြစ်နေတိတ်ကြည့်လို့မကောင်းဘူးဆိုရင်ဒီလိုသွားပြင်မှာ customize preference အဲ့မှာ gamma and LED လို့တွေ့မှာပါ enable gamma and LED ကိုကျွန်တော်ပိတ်လိုက်ပါပိတ်လိုက်ရင်ကျွန်တော်ဒီလို 3D mask ဒါအရင်ခေတ်က 3D mask တွေကဒီပုံစံသွားပါတယ်ဒီပုံစံသွားလို့ရပါတယ်အဲ့ဒါဆို render လုပ်ရင်လည်းဒီလိုပုံစံလေးပေါ်ပါတယ်အဲ့တော့သူကကျွန်တော်ဒီပုံစံကိုကြိုက်လားเนาะအဲ့ဆိုတော့ဒီ 3D mask render dialog ကိုကျွန်တော်ဒါကလုံးပွားထားလိုက်မယ်ဒါလေးနှိမ့်လိုက်ရင်ကျွန်တော် render ပျောက်မသွားတော့ဘူးပေါ့နော်ပုံတစ်ပုံ copy ထွက်လာတယ်customize preference gamma and LED မှာ enable gamma ကိုကျွန်တော်သွားမယ်ဒီ demo ကတော့သူ့ default 2.2 ပဲထားပါဒီ demo ကိုတန်းနိုင်အောင်မပြင်ပါနဲ့ okay အဲ့ဆိုတော့ဒါ okay နှိပ်ပြီးတော့ကျွန်တော်တို့ run ဆိုရင်ကျွန်တော် render မလုပ်ဖက်နဲ့လဲ render လုပ်ပြီးသားရင်လည်းပြန်ပြောင်းသွားတာတွေ့မှာပါအဲ့ဆိုကျွန်တော်ဒီပုံစံကိုကြိုက်လားဒီပုံစံကြိုက်ရင်လည်းဒီပုံစံကိုသုံးပေါ့နော်ဒါကတော့တယောက်ချင်းစီရဲ့စိတ်နဲ့ကျွန်တော်လိုချင်တဲ့ပုံအနေထားနဲ့တူပါတယ်အဲ့ဆိုတော့အများဖြင့်တော့ကျွန်တော်ကတော့ဒီပုံစံလေးဒီ gamma ပိတ်ထားတာကိုပိုကြိုက်တယ်ဘာကြောင့်လဲဆိုတော့အလင်းအမောင် difference လေးတွေရှိတယ် contrast တက်တယ်လို့ခေါ်တာပေါ့နော်သူကအဲ့ဆိုရင်ကျွန်တော်တို့ lighting လေးတွေပါတွေထိုးလိုက်ရင်ဒီကောင်ကဒီလိုပုံစံလေးကကျွန်တော်တို့ lighting နေထားတွေကောင်းကောင်းမွန်မွန်ထိုးလိုက်ရင်ပို့ပြီးတော့ပုံထင်ထင်ရှားရှားပြက်ပြက်သားသားထွက်ပါတယ် gamma on ထားတဲ့ဟာဆိုရင်ကျွန်တော်ဖွက်တက်တဲ့နည်းနည်းနိုင်ပါတယ်ဒါပေမဲ့အဲ့နှစ်မျိုးစလုံးကိုကျွန်တော် Photoshop နဲ့ color correction လုပ်ရင်တော့အတူတူသဘောလောက်ပဲသွားတာပေါ့နော်အဲ့ဆိုတော့ဒီသဘောကတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒီ viewport မှာဖြစ်တတ်တဲ့ဒီfield of view ကိုတပ်ပြင်းပြီးပြောင်းတတ်တဲ့ဟာမျိုးတွေเนาะနောက်ပြီးတော့ဒီ lighting နဲ့ပတ်သက်တဲ့ကိစ္စတွေเนาะအဲ့ gamma နဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်သိသွားပြီလို့ထင်ပါတယ်အဲ့ဆိုတော့နောက်တစ်ခုကျွန်တော်တို့ 3D mask မှာနောက်တစ်ခုသိရမှာက F9 နဲ့ရင်ကျွန်တော် render သွားပါတယ် render ဆိုတာကသူက 3D mask ကဘယ်လို render သွားတာလဲဆိုတော့ 3D mask ကိုကျွန်တော်စဖွင့်လိုက်တယ်เนาะဒီ perspective view ကိုကျွန်တော် render သွားရင်ဒီ viewport သူက၄ခွက်ရှိရင် 3D mask ကဒီ viewport တွေကို perspective view လို့ဒါကိုသူကသတ်မှတ်တာမဟုတ်ပါဘူးဒါ1 2 3 4လို့နံပါတ်နဲ့သူသတ်မှတ်ထားတာပါအဲဒါကြောင့်နံပါတ်4ကိုသူက render လုပ်ထားတယ်ဆိုရင်ကျွန်တော်ဘယ် view ကိုပဲအကျယ်ချဲ့ထားကျွန်တော် F9 နှိပ်လိုက်ရင်နံပါတ်4 view ကိုပဲသွားနေပါပါဒီ left view ကိုလာမှာမဟုတ်ပါဘူးအဲဆိုတော့ကျွန်တော်ဒီ left view ကို render သွားခြင်းရင် viewport ရှိပြီးတော့ render လုပ်ရပါတယ် viewport ရှိပြီး render လုပ်တာဆိုအခုကျွန်တော်နံပါတ်3ကိုလုပ်ရမှာဖြစ်ပါတယ်ဒါ viewport နံပါတ်3ပါအဲဆိုတော့ဒီလိုမျိုး viewport အကျယ်လုပ်ထားတယ်ဒီ viewport ကို render သွားခြင်း
shift view ကိုပြောင်းနှိပ်ရပါတယ်အဲ့ဆိုတော့ shift view ဆိုတာဘာလဲဆိုတော့ view ပို့ချိန်ပြီးတော့ render လုပ်တာပါအဲ့ဆိုတော့အခုနေပြီးတော့မှကျွန်တော်တို့ဒီ perspective view ကိုအကျယ်ချဲ့ပြီးတော့ကျွန်တော် F9 နဲ့ရင် perspective view မလာပါဘူးနောက်ဆုံးနိုင်ငံသားလည်းလုပ်ထားခဲ့တဲ့နံပါတ်3ဖြစ်တဲ့ left view လာနေပါတယ်အဲ့တော့လောလောဆယ်ကျွန်တော်တို့ဒီ perspective ကို render ပြန်သွားခြင်း shift ကိုပြန်နှိပ်ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်မှတ်ထားမှာ F9 က render quick render ပေါ့ quick render ဆိုတာနောက်ဆုံး render လုပ်ခဲ့တဲ့ view ပို့ကိုလုပ်ပါတယ် perspective တွေ top view တွေ front view တွေ left view တွေမမှတ်ပါနဲ့ဆိုတော့ကျွန်တော်ပြောလို့1 2 3 4နဲ့မှတ်ပါအဲ့ဆိုတော့ view ပို့ချိန်ပြီးတော့ render လုပ်ချင်ရင်တော့ shift ကိုနှိပ်ရပါတယ်အဲ့ဆိုတော့ဒီနောက်ကျွန်တော်တို့ view ပို့နဲ့ပတ်သက်ပြီးတော့သိကောင်းစရာအချက်လေးနောက်တစ်ချက်ရှိသေးတယ်ကျွန်တော် 3D mask မှာကျွန်တော် render လုပ်တယ် animation လုပ်တယ်ပေါ့နော် modeling ဆွဲရဲဆိုရင်ဒီ view ပို့ကိုကျွန်တော်တို့က perspective view လို့ခေါ်တာကအပြင်ကမြင်နေရတဲ့ view နဲ့တူပါတယ်သူ့ရဲ့သဘောတရားလေးကိုကျွန်တော်ပြပြမယ်ဗာလဲဆိုတော့ဒီမှာကျွန်တော်တို့ box လေးတစ်ခုရှည်ရှည်လေးဆွဲလိုက်မယ် perspective ရဲ့သဘောတရား perspective မှာကျွန်တော်ဒီ box ကဘယ်လိုပြောမလဲဆိုတော့ကျွန်တော် top view မှာကြည့်လိုက်ပါဒီဘက်ကအကျယ်နဲ့ဒီဘက်ကအကျယ်အတူတူပဲဖြစ်ပါတယ် perspective မှာတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်အပြင်မှာမြင်ရသလိုပေါ့နော်မီးရထားလမ်းကကျွန်တော်ဝေးရင်စုသွားသလိုမျိုးဒီ box ကဒီဘက်မှာကျယ်တယ်ဒီဘက်မှာကျဉ်းလေးဖြစ်ပါတယ်အဲ့ဒါ perspective view ဖြစ်ပါတယ်ကျွန်တော်အပြင်နဲ့အပြင်မှာအပြင်ကကျွန်တော်မျက်စိနဲ့မြင်ရတာနဲ့တူအောင်လုပ်ထားတဲ့ view ဖြစ်ပါတယ်အဲ့ဆိုတော့ဒီ view တွေကိုဒီမှာဆိုကြပါစို့ကျွန်တော် F3 နှိပ်လိုက်တယ်ဒါ realistic view ဖြစ်သွားတယ်သူ့ကိုကျွန်တော်လှည့်ပြီးကြည့်လိုက်ရင်ဒါ perspective view မဟုတ်ပါဘူးအဲ့ဒါလေးကိုသိဖို့လိုပါတယ်သူက left view လည်းမဟုတ်တော့ perspective လည်း view မဟုတ်ဒါ orthographic view လို့ခေါ်ပါတယ် orthographic view ကသူကတင်ရှာနဲ့တွက်ထားတဲ့ view ဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့မှာတော့သူ့ကို render လုပ်ဖို့မသင့်တော့ပါဘူးအဲ့တော့ဒါကိုလည်းတချို့လေးကမှားတတ်တာဖြစ်ပါတယ်ဒီပုံကိုကျွန်တော်တို့ render လုပ်ရင်ဘယ်လိုမှအဆင်ပြေမဲ့ပုံမပေါ့ဘူးဒီ box ကကျွန်တော်တို့ဒီလိုပုံမဟုတ်ဘူးဒါအပြင်မှာမြင်ရရင်ကျွန်တော်ဒီလိုမြင်ရမှာကျွန်တော်မျက်စိကအပြင်မှာဒီလိုမမြင်ရတဲ့အတွက်ကြောင့်ဒါတမျိုးကြီးဖြစ်နေတာတွေ့ပါလိမ့်မယ်ဒါကြောင့် orthographic view မှာ render မလုပ်ပါနဲ့ render လုပ်ရှင် perspective view သို့မဟုတ် camera view မှာ render လုပ်ပါအဲ့တော့နောက်တစ်ချက်ကျွန်တော်တို့ထားချင်တာဒီ view တွေကိုကျွန်တော်ဒါ wire left view ပေါ့နော်ကျွန်တော်အဲ့ပြန်နှိပ်လိုက်မယ်ဒါ left view ဖြစ်သွားပြီ left view တွေเนาะ top view တွေ front view တွေကိုကျွန်တော်တို့ wire frame နဲ့ထားပါအဲ့တော့ပိုအဆင်ပြေတယ်နောက်ပြီးတော့သူ့ကိုလည်းဒီ view တွေကိုကျွန်တော်ဇွန်းရင်ဇွန်းအောင်လုပ်လို့ရမယ် pen view လုပ်လို့ရမယ်လှည့်လို့မရပါဘူးလှည့်လိုက်ရင်သူတို့က left view က left view မဟုတ်တော့ဘူးပေါ့နော် perspective view ဖြစ်ဟုတ်တာပေါ့ auto ဖြစ်သွားတာပေါ့အဲ့ဒါကျွန်တော်အတိုင်းအတာတွေတိုင်းရင်မမှန်တော့ပါဘူးเนาะအဲ့ဒါကျွန်တော်နောက်ဆုံးအဆုံးသက်ဒီ view ပုံနဲ့ပတ်သက်ပြီးပြောချင်တာကတော့ဒီဒါတွေကိုကျွန်တော်တို့ 3D Max မှာ 3D software ဆိုပေမဲ့ကျွန်တော်တို့ကဒီ view ပုံ3ခုကို top view front view left view ကို 2D view လို့ပဲသတ်မှတ်ပါတယ်ဒီ view ကို perspective view လို့ပဲ perspective view ကို 3D view လို့သတ်မှတ်ပါတယ် 2D view တွေကိုဇွန်းရင်ဇွန်းအောင်နဲ့ရွှေ့တာပဲလုပ်ပါမလှည့်ပါနဲ့လှည့်ခြင်း 3D view မှာလာလှည့်ပါအဲ့တော့ဒီချက်ကလေးတွေကိုကျွန်တော်တို့ဥစ္စာပေါ့နော်ဒီအသေးစိတ်ချက်လေးတွေကိုဒီ 3D Max စပြီးတော့လေ့လာတဲ့လူတွေအနေနဲ့ဂရုစိုက်ပြီးလုပ်စေချင်ပါတယ်ဒါလေးတွေလုပ်ရင်ကျွန်တော်နောက်ပိုင်း modeling ဆွဲရတာတို့เนาะနောက်ပိုင်းသင်ခန်းစာတွေမှာလည်းလိုက်လုပ်ဖို့လွယ်တာတွေ့မှာပါဒါလေးတွေကိုသိဂရုမစိုက်ရင်တော့နောက်ပိုင်းမှာအခက်အခဲတွေ့မယ်လို့ကျွန်တော်ထင်ပါတယ်